င်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်ကချက်ကလေးတွေကိုကာကွယ်ဆေးပေးနည်းကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီနေ့ပေးသွားမယ့်ကာကွယ်ဆေးကတော့နျူကာဆယ်နဲ့ကူးစက်မြန်လေးပွားရုံရောဂါကာကွယ်ဆေးပဲဖြစ်ပါတယ်ဒီနျူကာဆယ်နဲ့ကူးစက်မြန်လေးပွားရုံရောဂါကာကွယ်ဆေးဟာကျန်းမွေးမြူရေးလုပ်ငန်းမှာအရေးကြီးတဲ့ကာကွယ်ဆေးဖြစ်ပါတယ်ဘလို့ဖြစ်ဖြစ်ဒီကာကွယ်ဆေးကလုံးဝမဖြစ်မနေပေးထားရမှာပါဒီကာကွယ်ဆေးကကျန်းမွေးမြူသူတိုင်းအခြေခံပေးထားရမယ့်ကာကွယ်ဆေးလို့တော့ပြောလို့ရပါတယ်နျူကာဆယ်နဲ့ကူးစက်မြန်လေးပွားရောင်ရောဂါကာကွယ်ဆေးကိုပထမဆုံးအကြိမ်အနေနဲ့မွေးကင်းစက်မှ9ရက်အတွင်းပေးရပါတယ်ဒါကပထမဆုံးကြိမ်ပေးရမှာပါဒီကာကွယ်ဆေးကိုချက်ကလေးတွေကိုပေးတဲ့အခါမျက်လုံးသို့မဟုတ်နှာခေါင်းပေါက်ကိုအစစ်ရှာပြီးပေးရတာဖြစ်ပါတယ်ကာကွယ်ဆေးပေးတဲ့အခါတစ်ကောင်ကို10သို့မဟုတ်20ပေးရပါမယ်တချို့လူတွေကတော့20ပေးကြပါတယ်ဒါပေမဲ့10ကနေ20အထိပေးလို့ရတယ်လို့သိရပါတယ်အခုမှကျဲကိုဆက်တဲ့မွေးမြူသူတွေဆိုရင်တစ်ခါတလေမျက်လုံးနှာခေါင်းထိပ်ကိုအတိအကျမရှာပေးနိုင်သေးတာမျိုးရှိရပါတယ်အခုပေးနေတဲ့ကျဲတွေမှာဒီကျဲမဆို10အပြည့်အဝပေးပြီးသွားပြီလို့ယုံကြည်ရင်တစ်ကောင်ကို10ပဲပေးလို့ရပါတယ်ကျက်ကလေးတစ်ကောင်ကို10အပြည့်အဝပေးပြီးသွားပြီလို့ယုံကြည်တယ်ဆိုရင်ကျက်တစ်ကောင်ကို10ပဲပေးပြီးလွှတ်လိုက်ပါတစ်ကောင်ကို10ပဲအပြည့်ပေးလိုက်ရင်ရပါတယ်ဒါပေမဲ့တကယ်လို့အစစ်ရှာတာကနင်းနေဖိုက်ဆင်ပြီးအပြင်ဘက်ကိုရှန်ထွဲသွားတာဒါမှမဟုတ်မျက်လုံးနှာခေါင်းထဲကိုတိတိကျကျမရောက်ဘူး10မပြေဘူးလို့ယူဆရတယ်ဆိုရင်တော့ကျက်ကလေးတွေကိုကိုခံအောင်အပြည့်အဝရရှိဖို့တေချာစိတ်ရှာရအောင်ဒီနောက်ထပ်10ရှာပေးလိုက်လို့လည်းရပါတယ်ကျက်ကလေးတွေကိုကာကွယ်ဆေး10အပြည့်အဝရအောင်ရှာပေးဖို့လိုပါတယ်ဒီလိုပေးရရှင်ကယောဂါကိုခုခံကာကွယ်နိုင်ဖို့နဲ့ကိုခံစွမ်းအားကိုတည်ဆောက်နိုင်ဖို့အတွက်ဖြစ်ပါတယ်ကျက်ကလေးတွေကကိုခံအားကောင်းမှယောဂါကိုခုခံနိုင်မှာဖြစ်ပါတယ်ကာကွယ်ဆေးအပြည့်အဝမရရင်ကိုခံအားမဖြစ်ဖို့ပဲယောဂါကိုမကာကွယ်နိုင်တာမျိုးဖြစ်တတ်ပါတယ်တချို့ကကာကွယ်ဆေးလေးပေးလိုက်ပြီးဒါပေမဲ့ဘာလို့ယောဂါဖြစ်နေရသေးတာလဲဆိုတော့မိခွန်းတချို့ရှိပါတယ်ဒါကြောင့်ကာကွယ်ဆေးပေးပြီးလဲဘာလို့ယောဂဖြစ်နေရသေးတာလဲဆိုတာမျိုးကကာကွယ်ဆေးကိုအဆက်ရှာတဲ့အခါဆေးပမာဏမပြေလို့ဖြစ်နိုင်ပါတယ်ကျွန်တော်တို့ကအခုမှအသိစားပြည့်သူတွေဆိုရင်တော့မကြွကျင်သေးတဲ့အတွက်ဖြည်းဖြည်းချင်းပဲလုပ်ပါလို့အကြံပြုရှင်ပါတယ်ကာကွယ်ဆေးကိုချက်ကလေးတွေကတေရှာမျိုးရှာပြီးမှချက်တွေကိုလွှတ်ပေးပါအဆက်လောက်တဲ့အချိန်မှာတော့ကျွမ်းကျင်မှုရှိမှမဟုတ်ပါဘူးတဖြည်းဖြည်းအကောင်အရေးအတွက်အများကြီးပေးလာတဲ့အခါကျတော့ကျွမ်းကျင်လာပြီးဆေးရှာတာကိုတိကျလာပါလိမ့်မယ်ဒီကာကွယ်ဆေးကိုတော့ထိုင်းနိုင်ငံမှာမွေးမြူရေးနဲ့ကုသရေးဦးစီးဌာနမှာအလကားတောင်းယူလို့ရပါတယ်ပိုက်ဆံပေးကြမလို့ပါဘူးတာဝန်ရှိသူတွေကိုကာကွယ်ဆေးလာတောင်းတယ်လို့ပြောလိုက်တာနဲ့သူတို့ကပေးပါလိမ့်မယ်ဒါမှမဟုတ်ဒိတ်ဆန်အစာနဲ့ဆေးဝါးအယောင်ဆိုင်တွေမှာလည်းဝယ်ယူလို့ရပါတယ်ဈေးနှုန်းကတော့200ကျော်ကနေ300ဘတ်ကျရှိနိုင်ပါတယ်တချို့ဆိုင်တွေကတော့180ဘတ်နဲ့လည်းရောင်းကြပါတယ်ဆိုင်တွေကွဲပြားပြီးဈေးနှုန်းမျိုးမျိုးနဲ့ရောင်းချကြရင်တော့180ဘတ်နဲ့300ဘတ်ကျဒီပမာဏလောက်ပဲဈေးနှုန်းရှိပါတယ်ကာကွယ်ဆေးသွားဝယ်တဲ့အခါကာကွယ်ဆေးပုံ2ပုံရပါလိမ့်မယ်တပူကနျူကာဆယ်နဲ့လေပွားရောင်ယောဂါကာကွယ်ဆေးဖြစ်ပြီးနောက်တပူကအရေးဖြိုဖို့အတွက်ပျော်ဝမ်းရေးဆေးပလန်ဖြစ်ပါတယ်ပလန်တစ်ခုပူတွဲပြီးရလာပါလိမ့်မယ်ကာကွယ်ဆေးသွားဝယ်တဲ့အခါရေခဲပုံလေးအစင်သက်ပြင်ဆင်ပြီးယူသွားဖို့လိုပါတယ်ဘာလို့လဲဆိုတော့ကာကွယ်ဆေးကအလန်းရောင်နဲ့မထီရဘူးအဲ့တဲ့နေရာမှာသိမ်းဆေးထားရလို့ဖြစ်ပါတယ်ကာကွယ်ဆေးကိုဖြိုဆဲပြီးရဲ့2နာရီအတွင်းအကုန်လုံးပေးသွင်းပြီးစီးရပါမယ်မဟုတ်ရင်တော့ကာကွယ်ဆေးအာနိတဲ့ပျက်စီးသွားနိုင်ပါတယ်ရဲ့ကြီးဆုံးသောတတိပြုရန်အချက်ကတော့ကျွန်တော်တို့ကအခုမှအသိစားမွေးသူတွေဖြစ်တဲ့အတွက်ကျဲတွေအတွက်ကိုခံအောင်နဲ့ကာကွယ်ဆေးဆိုင်ရာကိစ္စတွေကိုပို့ပြီးအလေးထားတန်ယူလေးလာရပါမယ်ဘာလို့လဲဆိုတော့ယောဂဖြစ်ပြီးမှကာကွယ်ဆေးပေးဖို့စောင့်နေရင်အရန်နာကျလွန်းနေပါပြီလို့ပြောရှင်ပါတယ်ဘာလို့လဲဆိုတော့ကာကွယ်ဆေးကိုကျက်တွေကြမ်းမာနေတော့ပေးရတာဖြစ်လို့ပါကျက်တွေမကြမ်းမာရင်ဖျားနာနေတော့မှကာကွယ်ဆေးကိုသွားထိုးပေးမယ်ဆိုရင်ကျက်တွေသေဖို့ပိုပြီးလွယ်ကူစေနိုင်ပါတယ်ကာကွယ်ဆေးကိုပထမအကြိမ်ထိုးပြီးလို့နောက်ထပ်ဆေးလေးရက်လောက်ကြာရင်ဒုတိယအကြိမ်ထပ်ဆောင်ထိုးပေးရပါတယ်ဘာလို့လဲဆိုတော့နျူကာဆယ်နဲ့ကူးစက်မြန်လေးပွားရုံယောဂါကာကွယ်ဆေးကို3ကြိမ်ထိုးပေးရပါတယ်3ကြိမ်ထိုးပြီးတဲ့နောက်မှာတော့3လတစ်ကြိမ်ထိုးပေးရပါမယ်ဒါပေမဲ့ကျက်တွေကြီးလာရင်တော့ကာကွယ်ဆေးပေးဖို့နည်းနည်းခက်ခဲလာနိုင်ပါတယ်ဘာလို့လဲဆိုတော့အခုလိုတက်တက်လေးတွေပေးနေရတာတောင်အရန်ရုန်းကန်နေကြရတာကိုကျက်တွေကိုကာကွယ်ဆေးပေးပြီးတဲ့နောက်မှာအသုံးပြုခဲ့တဲ့ပျက်စီးကိရိယာတွေနဲ့ကာကွယ်ဆေးပလန်ခွန်တွေကိုရင်နှွေးဘူးထဲမှာပြုတ်ပြီးပိုးသားပေးရပါမယ်ဒီလိုမျိုးလုပ်ပေးရတာကယောဂပိုးမွားတွေကိုတည်စေဖို့အတွက်ဖြစ်ပါတယ်ပိုးမသားပဲလွှင့်ပြလိုက်ရင်ယောဂကူးစက်ပြန့်နှံ့မှုတွေဖြစ်ပေါ်လာနိုင်တဲ့အတွက်ဒီရှက်ကလည်းအရေးကြီးပါတယ်ကာကွယ်ဆေးပေးပြီးတဲ့နောက်မှာတော့ဗီတာမင်နဲ့အဖြစ်ပေးဖို့လိုအပ်ပြီးဘိုင်အိုဘီပုံဘီစနိုက်ကိုရင်နဲ့ရိုးဆက်ပြီးကျက်တွေကိုတိုက်ကြရပါမယ်ကျက်တွေကိုဗီတာမင်ရေဖြိုတိုက်တာဟာလည်းအရေးကြီးတယ်လို့သိရပါတယ်
ကာကွယ်ဆေးပေးပြီးတဲ့နောက်မှာဆိုရင်ကြက်တွေကအားနေသွားတတ်တာကြောင့်တိုက်မကြမှာဖြစ်နိုင်တဲ့အတွက်ဒီဗီတာမင်ကအကူအညီဖြစ်စေတယ်လို့သိရပါတယ်။ကာကွယ်ဆေးပေးပြီးတဲ့နောက်မှာဗီတာမင်ကိုရေနဲ့ဖြိုပြီးတိုက်ကျွေးပေးခြင်းကကြက်တွေရဲ့စိုက်ဖိစီးမှုကိုလျှော့ချဖို့နဲ့ကာကွယ်ဆေးပေးမှုကိုပုံမထိရောက်စေဖို့ဗီတာမင်ကကူညီပေးနိုင်ပါတယ်။ဗီတာမင်ဘိုင်အိုဘီအပေါင်းဘီစင်တို့ဆေးထောရဲ့အညွှန်းမှာဥစားကျက်ဥစားပေးတွေကိုမတက်ရဘူးလို့တားမြစ်ထားပါတယ်။ဒါပေမဲ့ကျွန်တော်တို့ရဲ့ကြက်ကလေးတွေကဥမဟုတ်သေးဘူးငေသေးတယ်ဆိုရင်တော့တိုက်ပေးလို့ရပါတယ်။ကာကွယ်ဆေးပေးပြီးတဲ့နောက်မှာတော့ကြက်တွေထဲမှာကာကွယ်ဆေးနဲ့ဓာတ်မတည့်တဲ့လက္ခဏာရှိမရှိစမ်းကြည့်ရပါမယ်။ဘာလို့လဲဆိုတော့တချို့ကြက်တွေဟာကာကွယ်ဆေးနဲ့ဓာတ်မတည့်ရင်သေဆုံးနိုင်ပါတယ်။ဒါကြောင့်ကြက်တွေနေမကောင်းဖျားနာနေချိန်မှာကာကွယ်ဆေးမပေးဖို့တားမြစ်ထားပါတယ်။ကြက်တွေကြမ်းမာပြီးနေကောင်းပြည့်စုံနေမှကာကွယ်ဆေးထိုးပေးရမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကြက်တွေနေမကောင်းဖျားနာနေချိန်ကာကွယ်ဆေးပေးလိုက်ရင်သေဆုံးနိုင်ပါတယ်။ကာကွယ်ဆေးပေးပြီးတဲ့နောက်မှာဗီတာမင်ဘိုင်အိုဘီပေါင်းဘီစင်လိုက်ကိုရင်းနဲ့ရိုးဆက်ပြီးကြက်ကလေးတွေတောက်ဖို့အဆင်သင့်ပြင်ဆင်ထားပေးပါဟုတ်ကဲ့ပါဒီဗီဒီယိုအတွက်ကဒီလောက်ပါပဲခင်ဗျာကျွန်တော်တို့ရဲ့ channel ကို like ပေးပြီးအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်တို့နောက်ထပ်ဗီဒီယိုတွေမှာမှပဲပြန်လဲဆုံတွေ့ကြပါမယ်